အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Remote ရဲ့ Crucible W26N ကို unboxing လုပ်ရင်းနဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနှစ်ချက်ရဲ့ battery mAh ကတော့300 mAh ပါပြီးတော့နှစ်ချက်တစ်ဖက်စီမှာတော့30 mAh ပါပါတယ် Bluetooth version ကတော့ 5.4 ဖြစ်ပြီးတော့ဒီနှစ်ချက်လေးရဆိုလို့ရှိရင် ANC mode နဲ့ transparency mode တို့လည်းပါပါသေးတယ်သူ့ရဲ့ဘောက်ထဲမှာဆိုရင်တော့နှစ်ချက် manual mode တစ်ခုနဲ့ Type C အသွင်ကြိုးတစ်ချောင်းတို့ပါပါတယ်ပထမဦးဆုံးဖုန်းထဲက Bluetooth ကိုဖွင့်ပြီးတော့ Crucible W26N နဲ့ရင်ဆုံးချိတ်ဆက်ပေးပါဖုန်းမှာ connect လို့ပေါ်လာရင်လက်ချက်နဲ့ချိတ်ဆက်သွားပြီပဲဖြစ်ပါတယ်။လက်ချက်ရဲ့အသုံးပြုနည်းလေးကိုဆက်ပြီးပြောပြပေးပါမယ်။အတန်တိုးခြင်းနဲ့ဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ရဲ့တက်ဆန်စာလေးကိုအောက်ကိုဆွဲချပေးပါ။အတန်ကျခြင်းနဲ့ဆိုရင်တော့အပေါ်ကိုဆွဲတင်ပေးပါ။တချင်းရက်ခြင်းနဲ့ဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုတစ်ချက်နှိပ်ပေးပါ။ခေါ်စီကိုဖွင့်ခြင်းနဲ့ဆိုရင်ဘယ်ဘက်ကို2စက္ကန့်လောက်ဖိထားပေးပါ။ဖုန်းကင်ဖုန်းချလို့ခြင်းနဲ့ဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုတစ်ချက်နှိပ်ပေးပါ။ဖုန်းလာတာကိုကန်ဆယ်ခြင်းနဲ့ဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပေးပါ။ Game mode ဒါမှမဟုတ် music mode ပြောင်းချင်တယ်ဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို၄ချက်နှိပ်ပေးပါ ANC mode နဲ့ transparency mode ကိုပြောင်းချင်တယ်ဆိုရင်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါနောက်ထပ်သချင်းကိုကြောချင်တယ်ဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပေးပါအရှိရသချင်းကိုပြန်ရောက်ချင်တယ်ဆိုရင်တော့3ချက်နှိပ်ပေးပါ charging case ကိုအားသွင်းမယ်ဆိုရင်တော့လေမွန်အောင်မီလေးရမိတ်တုလေးနေမှာဖြစ်ပြီးတော့အားပြည့်သွားရင်တော့မီးရငြိမ်သွားမှာပဲဖြစ်ပါတယ်case ကိုအားမသွင်းထားတဲ့အချိန်မှာ case ရဲ့အဖုံဖွင့်လိုက်ရင်အစိမ်းရောင်မီးလေးရ80စက္ကန့်လောက်လေးနေမှာဖြစ်ပြီးတော့ case ကအားနေနေရဆိုရင်တော့အစိမ်းရောင်မီးလေးရမိတ်တုလေးနေမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်။